ဒီစပင်ညက်စရာအမှုပညာမျက်စိနဲ့ငါရဲ့ဆံပင်ကိုညက်ထားတာတဲ့ဒီခွေးမသားကတော့ဆရာကျွန်တော်ဆံပင်ညက်ချင်ပါတယ်ကျွန်တော်ဆံပင်ဒီဇိုင်းကိုအခြားလူတွေနဲ့မတူအောင်ညက်ပေးပါဆရာကျွန်တော်ဒီဆံပင်ကိုလုံးဝမညက်ခဲ့တာ9လပြည့်တော့မယ်ကျွန်တော်ရဲ့စိတ်ကူးကကျွန်တော်ဆံပင်ညက်ပြီးရင်စောကြည့်ပဲဖြစ်ဖို့ပါပဲဆရာကျွန်တော်ဆံပင်ညက်လိုက်တာလမ်းသွားရင်ကောင်မလေးကြည့်မယ်မထင်ပါဘူးတေးကြတာလမ်းမှာရှိတဲ့ခွေးတွေကဟောင်လိုက်မယ်ညီလေးမင်းဘာမှစိတ်မပူပါနဲ့ဒီဆံပင်ဒီဇိုင်းကအရန်ကိုထူးခြားပါတယ်ငါလည်းငါရဲ့အမှုပညာမျက်စိနဲ့မင်းနဲ့လိုက်ဖက်တဲ့ဒီဇိုင်းကိုညက်ထားပေးတာပါငါဆံပင်တွေပြန်ရှည်ဖို့အတွက်နောက်ထပ်6လလောက်အိမ်ထဲမှာနေရအောင်မယ်ဒီဆံပင်ညက်စရာအမှုပညာမျက်စိနဲ့ငါရဲ့ဆံပင်ကိုညက်ထားတာတဲ့ဒီခွေးမသားကတော့စိတ်ညစ်ရတဲ့အထက်ဒီခွေးတွေကငါ့ကိုပဲရှမ်းရှာနေရတာလားဒီနေ့ကပြက်တံတားနေပဲဖြစ်ရမယ်ဒါကဂျပန်ကရုံးရဲ့စပင်ဒီဇိုင်းလားငါရဲ့သားလေးကအလုပ်အသစ်ရနေပြီထင်ပါတယ်ငါဒီစပင်ညက်စရာနဲ့ငါအမြဲစပင်ညက်ရင်ငါဒီတစ်သက်မိမရတော့မယ်မထင်ဘူးနောက်တစ်ခါဆံပင်ညက်ဆိုင်သွားရင်ငါလိုချင်တဲ့စပင်ဒီဇိုင်းကို Google မှာတေးသေးချာချာရှာသွားရမယ်ဘဲကအယူကြီးကတယောက်တည်းစကားပြောနေရလဲအင်ဂျီကလည်းအဝါရောင်နဲ့ပြီးတော့စပင်ကလည်းကတုံးနဲ့ဆိုတော့ရွာသားကြီးကလွတ်လာတာဖြစ်မယ်